ဘာမှမပေးနိုင်ဘူးကွာရှင်းလား ကိုကလည်းကိုမြင်မှာပဲသားချင်းချင်းနဲ့ကိုချင်းစားသိပြီးတော့ထားပေါ့ အေးမင်းမကျင်တဲ့ဘူးကျင်းနေရသွားတိုင်လို့ရတယ်ငါမေးဖို့အလုံးသွင်းခေးပြီးပြီနော် ဟောစမခလေးမရခင်တော့ကျတော့တမျိုးအခုကျတော့ကိုကလေးစားတမျိုးနဲ့ကျွန်တော်မှဧကဆိုင်တော့ကုန်ဘူးလာတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်မှဗန်ချက်ပေါ်လည်းရှိတယ်ကျွန်တော်အလုပ်ကောင်းကောင်းလေးပေါ့နော်ပတ်စံထွက်မှန်ပြီးတော့ OD ကောင်းတဲ့စက်ရုံလေးမှာကျွန်တော်ကိုတွင်းပါကိုရနော်ကျွန်တော်အားကိုးပါတယ်ကိုနော်ချက်ချင်းပါစင်ပြေနေရတော့စင်ပြေ အားစားထွက်ကောင်းတဲ့စက်ရုံလေးကျွန်တော်တွင်းပါကိုရနော် ဟာဘူးနဲ့ညီကိုမအလောက်ကောင်းကောင်းလေးရှိတယ်ဒါစားလေးထွင်မှန်မယ်ပြီးတော့ဟောဒီလေးစိတ်ထားကောင်းတယ်ပြောတယ်အဲ့ရင်ကတွင်းပေးလိုက်မယ်လေနော် အဝမ်းတက်လိုက်တော့ကိုရအဲ့ဆိုရင်တကယ်လားစားထွက်မှန်လားကိုနောက်ပြီးတော့ OD လည်းရှိတာ ရှိရရှိရဒါနဲ့ညီလေးမှာဗန်ရက်ခုံရှိလား ဗန်ချက်ပေါ်ရှိတယ်ကိုဗန်ချက်ပေါ်ရှိတယ်ကိုကျွန်တော်ဧကဆိုင်တွေပါလေကူလာပြီးတော့ရှိ ဟောရှိရနော်ပြကြည့်ပါဒါမဲ့ညီလေးဟိုအလောက်စမှတ်ကြည့်အောင်သုံးဆောင်ပြရမယ်နော် ဟာစမကတောင်းတော့ ဟုတ်ဗန်ညီလေးမို့လို့ပါကိုအရင်ကဆို9600အောင်ညီလေး ဘုန်းတော် 3000ဒါညီလေးမို့လို့ပါကိုကညီလေးကတိုက်ခုလို့တိုက်ခေခေဖြစ်နေဆိုတော့ကိုက3000လောက်ပဲပြလိုက်တာဒါအလောက်စမှတ်တာကတော့ကိုမနေ့ပြန်ကြတဲ့ချင်းချင်းစကားသွားပြရမယ်တစ်ပတ်ခါလောက်ကြတော့အလောက်ရက်လောက်ပဲထင်တယ်နော် ကျွန်တော် line ကောင်းလေးမှာထည့်ပြပါကိုရနော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ပတ်စံရမ်းလို့နေလို့ပါကျွန်တော်မေးရတဲ့မှန်မှအချင်းနေမကောင်းလို့ပါနော်ကျမကြီးမကောင်းလို့အဲ့ဒါကြောင့်ပါနော်ကျွန်တော်ဟိုဒီကောင်းလေးနေရာလေးမှာထည့်ပြပါကိုရနော် โอเคပါညီလေး ဝမ်းတက်လိုက်တာဗျာဟုတ်ကဲ့ပါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်3000ပေါ့နော် ဟုတ်ညီသုံး စိတ်တော့ချပါရဲ့နော်တကယ်တော့တကယ်တော့ကောင်းပါရဲ့နော် ဒါစိတ်ချရတယ်ဘာမှပြောဆောင်လို့ညီလေးနော်လက်စားရဲ့အချက်မှန်နဲ့ OD လေးကောင်းတယ်ထေးလေးစိတ်ချကောင်းတယ်ဘာမှပြောဆောင်လို့ ပတ်စံရောက်ပြီလေတကယ်မှန်တယ်မှတ်လား OD တွေပါလေ စိတ်ချညီလေးကိုကဒီမှာလောက်လာတာမင်းမှာရုံးအောင်ဖွဲ့ထားတာပဲနော်ဘာမှမြန်မာပြည်သားတွေကအရန်များတာပဲကို့မိုင်းဒီမှာဒီပါလုံးပြရမယ့်တောင်းနေ ရှုံးပါလေဗျာဟုတ်ဟုတ်ကျွန်တော်စိတ်ချမယ်တော့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်နောက်တရားနေ့ကျွန်တော်ဒီပြန်လာ စိတ်ချညီလေး တခါတည်းတော့မှာလားကိုစိတ်ရော မနေ့ပြန်ကိုကတထင်းရဲ့စကားပြောရမယ်ဆိုတော့တစ်ပတ်ခါလောက်ကြာရင်အလောက်အောင်ရက်လောက်ပြီဆိုတော့တစ်ပတ်ခါလောက်ကြာရင်မနေ့9နာရီလောက်ပြန်လာလိုက်နော်ကိုညီလေးကိုအလုံးတော့ဖို့ တခါတည်းစိတ်တော့မှာ တခါခေါ်သွားပြင်မယ်အင်းဒီကြာရင်နေတက်တက်ရဲဝက်လာလိုက် ဟုတ်ကဲ့ပါဝမ်းတာလိုက်တာဗျာအဲ့ဆိုကျွန်တော်သွားအောင်မယ်နော် โอเคညီလေးโอเคပွေစားကွာငါ့ကိုပြောတော့ကြတော့ကွာစက်ယုံနဲ့ကွာရက်မှန်ကြီးတို့ OD တို့ကောင်းနေတယ်ခုကျတော့ငါ့ကိုဘယ်ကြောင်မှလည်းထိုးထည့်သွားလည်းမသိကွာတထည့်ရလည်းမကောင်းဟယ်လိုကို ဟယ်လိုဘာလဲညီလေးပြောမလှုပ်ရှောင်းနေတယ် ဟာအခုပြောတော့ဗျာကျွန်တော်လေမသူတရက်ကိုပြောလိုက်တာစက်ယုံဆိုမရမန်ကြီးတို့ OD တို့လည်းကောင်းနေဆိုဟာအခုဘလို့ကြောင်မှကျွန်တော်လည်းထိုးထဲသွားလည်းမသိဘူးဗျာဒီမှာတထက်ကကျွဲလို့နွားလို့ခိုင်းတာ ဟဲ့အောင်ငါမင်းကိုအလုံးသွင်းပေးလိုက်ပြီလေကွာ လာတာလည်းမမှန်ဘူးဘာ OD မှလည်းမရှိဘူးအခုပြောတာနဲ့တခြားစီပဲဖြစ်နိုင်မယ်ဆိုကျွန်တော်စက်မှန်ကြီးပြန်ပေးပြီးတော့ကျွန်တော်လည်းပြန်ခေါ်ပေးလို့ရမလားမသိဘူးဗျာ ငါကိစ္စပြီးသွားပြီလေငါစမတ်ခယူတယ်လေငါအလုံးသွင်းပေးကစမတ်ခငါ3000ပဲယူတယ်လေကွာငါမင်းကိုအလုံးသွင်းပေးလိုက်ပြီမင်းအလုံးရသွားပြီအလုံးဝင်ဝင်မင်းရောက်သွားပြီငါလည်းမဆိုင်တော့ဘူးဗျာ ဟာအခုအဲ့လိုတော့မလုပ်ပါနဲ့ဗျာကျွန်တော်မြန်မာပြည်သားချင်းချင်းပဲလေဗျာ ဟဲ့အဲ့ဒါငါလည်းမသိဘူးလေကွာဟမ်စားတယ်ကွာဒီကောင်ကတော့ အဲ့ဆိုကိုလည်းပြန်မခေါ်လို့စစ်လို့ရှိရင်ကျွန်တော်အဲ့စမတ်ကြီးလေးပြန်ပြီးတွဲလာပြီပါလား
ကျွန်တော်ဒီမှာလောက်ရတာစင်မပြေဘူးလေဗျာတတိယကျွဲလို့နွားလို့ခိုင်းတာ ဟဲ့ဘာမှငါတိတ်ဆန်တပြားမှမပြန်ပေးနိုင်ဘူးနော် ကိုကလည်းကိုမြန်မာပြည်သားချင်းချင်းပဲကိုချင်းစာစိတ်တွေတော့ထားပေါ့ ဘာမှမပေးနိုင်ဘူးကွာရှင်းလားအေးမချင်တဲ့ဘူးကျင်းနေရသွားတိုင်လို့ရတယ် ဟောစမိုက်ခလေးမရခင်တော့ကျတော့တမျိုးအခုကျတော့ကိုကလေးတန်တမျိုးနဲ့ အဲ့ငါနားမလီဘူးရအဲ့ငါလည်းငါကိစ္စမဟုတ်ဘူးငါကိစ္စပြီးသွားပြီရှင်းနော်အောင်လာစားရအောင်ဒါပဲရအောင်ကောင်းလေ တော်လောက်ရတယ်ဗျာဟယ်လိုဟယ်လိုဟာကွာလူတွေကွာကိုမိမပေးသားချင်းချင်းမရှိလို့လည်းလှုပ်ရှားကြပါလေဆိုမှပဲလှုပ်ရလိုက်တာကွာဟုတ်ကဲ့ပါကျွန်တော်ရွှေဘာတွေကတချို့လူတွေအယတနာမှုကောင်းတာဗျမရှိလို့သူများနိုင်ငံမှာအလုံးလုံးလှုပ်ရှားပါတယ်ဆိုမှပဲခုမိမပေးသားချင်းတချို့လူတွေကကုတ်တွေစုပ်ပြီးတော့လှုပ်ရကြတယ်ဗျာဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေလည်းကျွန်တော်လိုမျိုးကြုံဘူးတယ်ဆိုလို့ရှိရင် comment အောက်မှာ comment လေးတွေရေးပေးကြလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်